grammar တွေမပိုင်ထားဘူးဆိုရင် JLPT reading ကိုဖြည့်ဆိုလို့ရနိုင်မလား vocabulary စကားလုံးတွေသိပေမဲ့လို့ JLPT reading ကိုဘာလို့နားမလဲတာလဲဒီကနေ့မှာဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်မျှဝေပေးတော့ပါမယ်တကယ်တော့ vocabularies သိရုံလောက်နဲ့တော့ JLPT reading ကိုကောင်းကောင်းဖြည့်ဆိုနိုင်မှာမဟုတ်ပါဘူးကျွန်တော်တို့စကားလုံးတွေရဲ့အတိတ်ပဲကိုသိပေမဲ့လည်းဒီစကားလုံးတွေတစ်ခုနဲ့တစ်ခုကြားကိုချိတ်ဆက်ပေးထားတဲ့ relationship ကြီးကမရှိထားဘူးဆိုရင်ချိတ်ဆက်မှုတွေကိုလုံးဝမသိထားဘူးဆိုရင်လည်းဒါ JLPT reading အတွက်အခက်တွေ့စေနိုင်ပါတယ်ဒီစကားလုံးတွေကြားတဲ့က relationship ကြီးကိုကျွန်တော် grammar patterns လေးတွေကချိတ်ဆက်ထားတာဖြစ်ပါတယ်ဥပမာစာကြောင်းလေးကျွန်တော်ပြပြပါမယ်ဒီဥပမာစာကြောင်းလေးမှာဆိုရင်日本語を勉強したので日本へ行きましたဆိုရဲစာကြောင်းလေးပါအဲ့တော့ဒီမှာဆိုရင်ကျွန်တော်က日本語ဆိုတာလည်းသိတယ်勉強ဆိုတာလည်းသိတယ်行くဆိုတဲ့စကားလုံးတွေသိတယ်ဆိုပါစို့ကျွန်တော်ဒီအားလုံးကိုချိတ်ဆက်ပေးထားတဲ့အလေက not there ဆိုတဲ့ဒီ function ကိုမသိထားဘူးဆိုရင်ကျွန်တော်ကဒီစာကြောင်းရဲ့အတိတ်ပဲကိုဖမ်းနိုင်မှာမဟုတ်ဘူးအဲအကြောင်းမလို့ကျွန်တော်တို့ဒီ grammar patterns လေးတွေကလည်းစာကြောင်းတစ်ကြောင်းရဲ့အတိတ်ပဲကိုပြောင်းလဲပေးနိုင်တယ်လို့ဒီစာရေးသူရဲ့တကယ်ပြောချင်တဲ့အကြောင်းအရာကိုဖန်ဆုပ်ပေးနိုင်တာမျိုးဖြစ်နိုင်တယ် JLPT reading မှာဆိုရင်တချို့ grammar patterns တွေကစာရေးသူရဲ့တကယ်ပြောချင်တဲ့အကြောင်းအရာကိုဖန်ပေးတဲ့စကားလုံးတွေ patterns တွေဖြစ်နိုင်တယ်ဥပမာလေးကျွန်တော်ပြပြပါမယ်ဒီမှာဆိုရင်日本語を勉強しましたဆိုရဲစာကြောင်းနဲ့まだ上手に話せませんနော်ဒီစာကြောင်းနှစ်ကြောင်းကိုကျွန်တော်ကအလယ်မှာရှိကားရှိဆိုတဲ့conjunction ပေါ့နော်ဒီ contrast conjunction စကားလုံးနဲ့သူချိတ်ဆက်ထားတယ်အဲ့တော့ကျွန်တော်တို့ကဒီစာကြောင်းနှစ်ကြောင်းရဲ့အဓိပ္ပာယ်ကိုသိတယ်တို့ပေမဲ့လို့အလယ်ကဒီ contrast conjunction စကားလုံးလေးကိုကျွန်တော်မသိထားဘူးဆိုရင်လေစာရေးသူအဓိကဘာကိုပြောချင်တာလဲဘယ်အပိုင်းကိုသူကအဖြေအနေနဲ့သတ်မှတ်ထားတာလဲစာရေးသူအဓိကပြောချင်တဲ့အကြောင်းအရာဘယ်ဟာလဲဆိုတာကိုဖန်ဆုပ်နိုင်မှာမဟုတ်ဘူးဆိုတော့ဒီမှာဆိုရင်ရှီကာရှိဆိုတဲ့စကားလုံးကြီးကျွန်တော်အရှိက information နဲ့အနောက်က information နှစ်ခုဆန့်ကျင်နေတဲ့အကြောင်းအရာကိုသူပြောထားတယ်။ဒီလိုအစားအကြောင်းကိုမသိထားဘူးဆိုရင်ကျွန်တော်ကဒါဘယ်လိုမျိုးအတိတ်ပဲမျိုးဖြစ်သွားတာလဲဆိုတာကိုခက်မှန်းရတာနည်းနည်းလေးတော့ခက်သွားနိုင်တယ်။ကြောင့်မလို့ grammar patterns တွေကလည်းသူ့နေရာနဲ့သူအရေးကြီးတယ်။ JLPT reading ကိုဖြည့်ဆိုနိုင်မှုအတွက်ဒီ vocabularies လည်းအရေးကြီးတယ်လို့ grammar patterns လည်းအရေးကြီးတာဖြစ်ပါတယ်။ JLPT reading နေမှာအရန်ကိုအရေးကြီးတဲ့ grammar 3ခုကိုကျွန်တော်ဒီကနေ့ရှင်းပြပေးအောင်မယ်ပထမဆုံးတစ်ခုကကြတော့သူက reason အကြောင်းပြချက်ကိုပြောတဲ့ grammar patterns နောက်တစ်ခုကကြတော့ဆန့်ကျင်မှု contrast ကိုပြတဲ့ grammar စကားလုံးနောက်တစ်ခုကကြတော့ဒီ conclusion result တွေကိုပြတဲ့ conjunction စကားလုံးတွေပဲဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင် not day ခါရာတာမဲနိဆိုတော့ဒီစကားလုံးတွေကစာပိုက်ထဲမှာတကယ်လို့ပါလာပြီဆိုရင်သူ့အနေနဲ့အကြောင်းပြချက်ကိုဒါရွေးခိုင်းတဲ့ပု္ပ္ပစာတွေပေါ့နော်အကြောင်းပြချက်ကိုမေးတဲ့ပု္ပ္ပစာတွေမှာဒီစကားလုံးတွေရှိတဲ့နေရာမှာအဖြေတွေကိုဖန်နိုင်တယ်နောက်တစ်ခုကကြတော့ contrast conjunction ဒီကောင်တွေကကြတော့ရှီကာရှီကဲတို့နော်နိဒီစကားလုံးသုံးလုံးနဲ့တော့မဟုတ်ဘူးတခြားစကားလုံးတွေရှိပါတယ်ဒါပေမဲ့စာပိုက်ထဲမှာဒီစကားလုံးတွေအများဆုံးတွေ့ရတယ်အဲ့တော့ဒီစကားလုံးတွေမြင်ပြီဆိုရင်အရှိနဲ့အနောက်ကိုဒါဆန့်ကျင်ဘက်အနေနဲ့ကျွန်တော်တွေ့ရလိမ့်မယ်ဆိုတာသိမယ်အဲ့တော့စာရေးသူရဲ့တကယ်ပြောချင်ဆုံးအကြောင်းအရာကလည်းဒီစကားလုံးတွေရဲ့နောက်ဘက်မှာရှိနေနိုင်တယ်အဲအကြောင်းမလို့တေချာလေးတော့ view site ပြီးတော့ကြည့်ဖို့လိုအပ်တယ်နောက်တစ်လုံးကကြတော့ဒီနှိကုံချုပ်တဲ့အခါမှာကျွန်တော်ပြောတဲ့အခါရလက်တစ်ခုကိုပြောချင်တဲ့အခါသုံးတဲ့ဟာတွေဓာကာရဆိုတဲ့စကားလုံးတွေဆိုတော့တာမဲဆိုတဲ့စကားလုံးတွေ not there ဆိုတဲ့စကားလုံးတွေပေါ့နော်သူကဘယ်လိုမျိုးရလက်မျိုးနားလဲစေနိုင်တယ်ဆိုတဲ့ grammar patterns မျိုးဖြစ်ပါတယ်ဒါကြောင့်မလို့ဒီရဲ့ conjunction စကားစကားလုံးတွေကလည်းတကယ်ကိုအရေးပါတဲ့အခန်းကဏ္ဍမှာရှိပါတယ်JLPT reading ကိုလေ့ကျင့်နေတဲ့သူတွေအားနည်းနေတဲ့သူတွေအနေနဲ့ဒီစကားလုံးတွေကိုတကယ်ကို view site ဖို့လိုအပ်ပါလိမ့်မယ်စာရေးသူတကယ်ပြောချင်တဲ့အကြောင်းအရာဒီစကားလုံးတစ်လုံးကြောင်းပြောင်းလဲသွားတာမျိုးရှိတယ်ကျွန်တော်တို့ရဲ့ reading skill ကိုတိုးတက်ဖို့ဆိုရင်အချက်၃ချက်ပေါင်းမှပဲပြည့်စုံမှာဖြစ်ပါတယ်ပထမဆုံးတစ်ချက်ကတော့ကျွန်တော်ပြောသလိုပဲ vocabularies ပါသူ့ level နဲ့ကိုက်ညီတဲ့ vocabularies ဥပမာကျွန်တော်တို့က N4 ကိုလေ့လာနေရဆိုရင် N4 နဲ့ပတ်သက်တဲ့ vocabularies N3 ကိုလေ့လာနေရဆိုရင် N3 နဲ့ပတ်သက်တဲ့ vocabularies တွေကောင်းကောင်းနားလည်ထားဖို့လိုတယ်သိထားဖို့လိုအပ်တယ်နောက်တစ်ခုအနေနဲ့ကတော့ grammar patterns ပါဒီ grammar patterns လေးဒီခုနပြောသလိုစကားလုံးတစ်လုံးတွေကြားတွေက relationship ကိုချိတ်ဆက်ပေးထားတဲ့အရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ grammar patterns တွေကိုသူ့ level နဲ့ကိုက်ညီတဲ့ဟာပေါ့နော် grammar patterns တွေမသိထားဘူးဆိုရင်လည်း JLPT reading တွေမှာတော်တော်လေးကိုဒုက္ခရောက်နိုင်တယ်
နောက်တစ်ခုအနေနဲ့ကတော့ reading strategy လေးပါ reading strategy ဆိုတာကျွန်တော်တို့ကအဓိက JLPT reading ကိုအချိန်တိုတွင်းဖြည့်ဆို့နိုင်ဖို့ကစာရေးသူတကယ်ပြောချင်တဲ့အကြောင်းအရာကိုမှန်မှန်ကန်ကန်နဲ့ဖန်ဆုပ်နိုင်ဖို့အတွက်အရေးကြီးတယ်အဲ့တော့ကျွန်တော်တို့ကစာပိုက်တစ်ပိုက်လုံးကိုဖတ်တတ်တယ်အတိတ်ပဲနားလေတယ်ဆိုပေမဲ့လို့ဝတ္ထုတစ်ခုလိုမျိုးဖတ်နေမယ်ဆိုရင်စာမိုးမှာအချိန်ကုန်နိုင်တယ်ဒါကြောင့်မလို့အချိန်တိုတွင်းကကျွန်တော်တို့ကဒီအဖြေကိုရှာနိုင်ဖို့ကအရေးကြီးတာဖြစ်တဲ့အတွက် reading strategy ကြီးလိုအပ်တယ်ဒီ၃ခုတကယ်လို့ပြည့်စုံထားပြီးကျွမ်းကျင်ထားပြီးဆိုရင်တော့တခြားပေါ့ JLPT reading မှာအမှတ်ကောင်းကောင်းရနိုင်တယ်reading skills တွေလည်းတိုးတက်လာနိုင်တယ် grammar patterns တွေမပိုင်ထားဘူးဆိုရင် JLPT reading မှာဘာတွေဖြစ်လာနိုင်မလဲတချို့တွေကပြောကြတယ် grammar patterns တွေကောင်းကောင်းမသိထားဘူးဆိုရင်တော့မှ JLPT reading ကိုဖြည့်ဆို့နိုင်ပါတယ်ဒီစကားကိုတော့ဒါအပြေအဝတော့ကျွန်တော်မထောက်ခံချင်ဘူးဘာလို့လဲဆိုရင်ကျွန်တော်ကခုနပြောသလိုပဲစကားလုံးတစ်လုံးချင်းစီကြားတွေက relationship ကို grammar patterns တွေကချိတ်ဆက်ပေးထားတာဒါကြောင့်မလို့မြန်မာလိုပြောရမယ်ဆိုရင်တရားပေါ့နော်မြန်မာတရားတွေကဒါစကားလုံးစာကြောင်းအဓိပ္ပာယ်တွေကိုချိတ်ဆက်ပေးထားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီဂျပန်စာမှာလည်းအဲ့လိုပါပဲ vocabulary စကားလုံးမသိထားဘူးဆိုရင်တချို့စကားလုံးတွေဆိုရင်ခက်မှန်းပြီးတော့ကျွန်တော်တို့ပုံဖော်သွားလို့ရပါတယ်အဲ့တော့ grammar patterns တွေကောင်းကောင်းမနားလည်ထားဘူးဆိုရင်เนาะဒုက္ခတော့ရောက်နိုင်တယ်ပေါ့နော်အဓိကကတော့စာရေးသူဘာကိုပြောချင်တာလဲဆိုတော့ဒီ logic ကိုမဖမ်းနိုင်တော့ဘူးကျွန်တော်တော့ကတော့ဒါ vocabularies ကို grammar patterns တွေကိုတေချာလေးပိုင်နိုင်ထားဖို့အတွက်အရေးကြီးတယ်လို့ပြောချင်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ reading strategy လေးပါ reading strategy ဆိုတာကတော့စာရေးသူအဓိကပြောချင်တဲ့နေရာကိုဖမ်းဆုပ်နိုင်တဲ့နည်းလမ်းတွေကိုပြောချင်တာပါအခုဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတို့အနေနဲ့လည်းဒီအချက်၃ချက်ကိုတေချာလေးပိုင်နိုင်ထားမယ်ဆိုရင်တော့ JLPT reading မှာတကယ်ကိုအောင်မြင်ဖြည့်ဆို့နိုင်မှာဖြစ်ပါတယ်ဂျပန်စာတွေလေ့လာနေတဲ့ကျောင်းသားတွေတော်တော်များများက reading မှာတော်တော်လေးအားနည်းကြတာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအားနည်းခဲ့တာဖြစ်တယ်ကျောင်းသားတွေရဲ့အဓိကပြဿနာကိုကျွန်တော်ကိုယ်တိုင်သိပါတယ်ဒါကြောင့်မလို့အဲ့ဒီပြဿနာကိုဖြေရှင်းပေးထားတဲ့ကျွန်တော်တို့ Henry Kotoba map ကနေမှာ N5 ကနေ N3 level အထိကို reading ကိုတည်တဲ့လေ့ကျင့်ခြင်းတူလေ့လာခြင်းတူများအတွက် video class အတန်းလေးတွေကိုဖွင့်လှစ်ထားတာရှိပါတယ်တင်တန်းလေးထဲမှာဆိုရင် reading နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအသေးစိတ်ကိုသင်ကြားပေးထားတယ်။ကျောင်းသားတွေရဲ့အဓိကပြဿနာကိုကျွန်တော်ကိုယ်တိုင်အဖြေရှာပေးထားဖြစ်တဲ့အတွက်ကြောင့်မလို့အခုကတည်းက JLPT reading ကိုတေချာလေးလေ့လာခြင်းတို့များအတွက်ကတော့ကျွန်တော်အောက်မှာပေးထားတဲ့ Telegram ကနေသင်ဆက်သွယ်ပြီးတော့စုံစမ်းပြီးတော့အနံလို့ရပါပြီ။